မိတ်ဆွေတွေသိကျင်နေတဲ့ဘေးရင်ပညာဆိုတာဘာလဲတိတိကျကျကိုကိုပြောပြပေးသွားမယ်ဒါကိုသိပြီဆိုရင်ကျွန်တော်မိတ်ဆွေတွေဟာဘေးရင်မေးသိမမေးသိကိုတိုင်းဆုံးဖြတ်ချက်ချနိုင်မယ်ဘယ်လိုဆရာဟာအတုလဲအစစ်လဲဆိုတာလည်းသိမယ်ညီငယ်ညီမငယ်တို့လည်းပညာတွေအများကြီးရမယ်ဒါကျွန်တော်မိတ်ဆွေတွေကိုပြောပြချင်တာဘေးရင်ပညာဆိုတာဘာလဲတခုနဲ့ပဲပြောလိုက်မယ်ကိန်းမကန်တို့ပြောင်းတာကိုဘေးရင်ပညာလို့ခေါ်ပါတယ်ကိန်းမကန်တို့ပြောင်းတဲ့ပညာကိုဘေးရင်ပညာဖြစ်တယ်ဒါကြောင့်ဘေးရင်မေးရင်ဘာရမလဲဘေးရင်ဘယ်လိုမေးရမလဲဆိုတာကိုဒီဗီဒီယိုဆုံးရင်သိသွားမှလိမ့်မယ်ကျွန်တော်ဥပမာတစ်ခုပေးမယ်အင်ဂျင်နီယာဘာသာရပ်ဆိုတော့အင်ဂျင်နီယာဘာသာရပ်မှာပေတံဆိုတာရှိပါတယ်အဲ့ပေတံကိုဘာနဲ့ဖွဲ့စည်းထားတာလဲလို့မေးရင်စင်တီမီတာမီလီမီတာလက်မတွေနဲ့ဖွဲ့စည်းထားတာပါအဲ့ပေတံဘာအလုပ်ကိုလုပ်တယ်လဲဆိုတော့ပေတံဟာတိုင်းတာတဲ့စနစ်ကိုလုပ်ပါတယ်အိမ်တစ်ဆောင်စောက်မယ်ဆိုရင်တော့ဘယ်လိုအချိုးအစားကိုစောက်ရမယ်ဘယ်လိုဘင်းလိုင်းကိုဘယ်နှလက်မဖြစ်သုံးရမယ်ဘယ်လိုကြမ်းကင်းကိုခင်းရမယ်ဘယ်လိုခေါင်စားကိုချိုးရမယ်လမ်းတရားဆိုရင်လည်းဘယ်လိုချိုးရမယ်ဆိုပြီးတော့သူကတိုင်းတာပေးတဲ့စနစ်ပါပဲအဲ့တစ်ခုထက်အဲ့ပေတံတွေမပူပါဘူးဒါပေမဲ့အဲ့ပေတံဟာအဲ့ကိန်းအဆင့်အဲ့တိုင်းတာတဲ့စနစ်မှာပဲရှိသေးတယ်အဲ့တိုင်းတာတဲ့စနစ်ကနေပြီးတော့တကယ်အိမ်ကြီးဖြစ်ဖို့ဆိုတာကတကယ်လုံးမရတာတကယ်လုံးမရမှာတကယ်လုံးမရမှာဖြစ်တဲ့အတွက်တကယ်လုံးဖို့ကိုတော့ပေတံမှာပြတဲ့နီးစနစ်အတိုင်းပဲလိုက်ပြီးတော့သွားတော့မှအိမ်လှလှတရားလှလှရမှာဖြစ်တယ်ဒီတိုင်းပဲဘေးရင်ပညာမှာလဲနေလာနခက်ဂျိုတာယာတွေ1 2 3 4 5 6 9 10 10 11 12ဆိုတဲ့ဂျိုတွေကိန်းတွေဟာလဲတကယ်တော့ကိန်းစနစ်ပဲရှိတယ်တိုင်းတာတဲ့စနစ်ပါပဲအဲ့ရမှာတစ်ဆင့်ဆင်ရာဖြစ်တဲ့သူကမှဒီကိန်းကညမာတွေမှာတွတ်ဆက်လာတဲ့ခါမှာမှအော်ဘလို့လုပ်ရင်တော့ဘလို့ဖြစ်ပါတယ်အဲ့တော့မင်းတို့ဘလို့လေးနေပါဘလို့လေးထိုင်ပါဘလို့ပြုတ်ပြင်ပါဘလို့ပြောင်းလဲပါဆိုပြီးပြောင်းလဲပေးလိုက်တော့မှလက်ညွန်ပေးလိုက်တော့မှဒါလည်းလိုက်လို့တော့မှဒါလည်းကံတို့ပြောင်းလဲသွားတာဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပို့တစ်ခုတင်ထားပေးတယ်အဲ့ပို့အောက်မှာဘင်းနေနားမလဲတဲ့သူတွေရောနားလဲသူရောမှန်းရတယ်ရေရန်ခြေလို့အလုပ်ရသွားတာလားတဲ့ဒီတိုင်မှာပဲဒီတိုင်ကကျွန်တော်ရဲ့တပည့်တယောက်ကိုခေါ်ထားပေးတာသူသမီးလေးကဘာမှအလုပ်လုပ်ချင်တာကဲအဲ့ဒါဆိုရင်မင်းစပယ်လူလိုက်ကွာစီမီလူလိုက်ကွာဆိုပြီးတော့ကျွန်တော်ပြောလိုက်ပါတယ်စပယ်စီမီလူခိုင်းလိုက်ပါတယ်တကယ်လဲအလုပ်ရသွားတယ်ဒါဖြစ်သူမေးထားတာကစပယ်စီမီလူလို့အလုပ်ရတာလားတဲ့လာပြီဒီမေးကွန်းဘာမှနားမလဲတဲ့သူတွေလာမေးရင်တော့ကျွန်တော်ဘာမှပြောမှမဟုတ်ဘူးပြုံးလဲပဲနေရဘာကြောင့်လဲသူတို့မှနားမလဲတာအဲ့တော့နားလဲတယ်လို့နားမလဲလဲသူနဲ့ရောင်ရှိတွေကတော့ကန့်လန့်မှတ်မယ်မှတ်ထားပြကျွန်တော်တို့မြန်မာလူမျိုးတွေဟာဂယုဏတရားသိအားကြီးတယ်ဒီလူဆင်းရဲတယ်ဒီလူငတ်နေပြီဆိုရင်တနာတတ်တယ်ကျင်နာတတ်တယ်ကုညီပေးဖို့အစဉ်သင့်မယ်ဒါပေမဲ့ဒီလူတယောက်အောင်မြင်သွားမှာဒီလူတယောက်ကြီးပွားသွားမှာဒီလူတယောက်သူတို့ထက်သာသွားမှာကိုတော့မနာလိုကြဘူးမူရိတာမပွားနိုင်ကြဘူးဗျဒါဟာမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အားနည်းချက်ပဲအဲ့တော့အိတ်သားမစ္စရိယစိတ်အားကြီးတယ်ငါထက်သာမှမနာလိုဘူးငါစီရရှိမှရှိတာတွေပေးရမှာတွေကိုမပေးချင်ဘူးဆိုတဲ့စိတ်တွေဝင်လာတာဖြစ်တဲ့အတွက်ပညာရေးဟာတဖြည်းဖြည်းချင်းပျောက်ကွယ်လို့နေပါဖြစ်သွားပါတယ်ကျွန်တော်ပြောချင်တာကစပယ်စီမီလူလို့အလုံးရတာလားဆိုတော့အလုံးရဖို့အတွက်အထောက်ပံ့ဖြစ်သွားစေတာဘေးတွေမှာဥပဒေသားတွေရှိတယ်ဒါဟာသုံးနံပါတ်နှိပ်ဆိုတဲ့တိုင်ပဲသုံးနံပါတ်နှိပ်တိုင်မှာဘယ်လိုမျိုးရရဖြစ်ရင်ဘယ်လိုမျိုးရရလောက်ရမယ်ဘယ်လိုမျိုးကံတွေကြုံရင်ဘယ်လိုမျိုးကိန်းတွေကြုံရင်တော့ဘယ်လိုရရပေးရမယ်ဆိုတဲ့ဥပဒေသားရှိတယ်အဲ့ဒါကိုစနစ်လို့ခေါ်ပါတယ်အဲ့စနစ်ထဲမှာပဲဆရာလုပ်တဲ့သူကအေးမင်းဟာဘယ်ကိန်းကြလို့ဘယ်ကံညမှာကြားတဲ့အတွက်ဘယ်လိုသောရရကိုဘယ်ပုံစံလေးလုံနိုင်ရင်တော့မင်းတို့ကောင်းအားဖြစ်စေတယ်လို့ပြောလိုက်တဲ့အခါမှာသူလိုက်လို့ရင်ကံအဖြစ်ကိုပြောင်းပါတယ်ကံဖြစ်ပြောင်းတဲ့နေရာမှာမြန်မာစကားနဲ့ပြောပါမယ်ကျွန်တော်ပြောတဲ့ကံဆိုတာဟာကိုလုံးမကိုရတယ်ကိုစားမကိုဝရတယ်ဆိုတဲ့ကံမျိုးမြန်မာလိုပဲမှတ်လိုက်ပါအဲ့တော့ဒီကိန်းကညမှာသူတို့ရဲ့နမိတ်အရာပညာအရာတော့အော်ဒီလူဟာအလုံးရတော့မယ်အလုံးလိုချင်နေတာပဲလို့ကျွန်တော်တို့ဥပဒေသားရတိုင်းတာပြီးတွက်ချက်လိုက်တော့သူလုံးရတော့မယ်ဒါပေမဲ့ရှော့ရှော့ရှူရှူရဖို့အလုံးရတဲ့နေရာမှာလွယ်လွယ်ကူကူရဖို့သူရဲ့ကိစ္စအခက်ခဲတွေလွယ်လွယ်ကူကူနဲ့ပြေလည်ဖို့ဆိုရင်အော်ဒီလိုအထောက်ပံ့လေးလုံးရတယ်ကွာဆိုပြီးတော့ဒါတန်းစီတိုင်ထိတ်ရရကိုပေးရတယ်ဒါကြောင့်တန်းစီတိုင်ထိတ်ရရဒီသုံးလက်မောင်လေးပညာရဲ့မှာကောင်းအားကိုဖြစ်စေတယ်လူရဲ့ကံစာတာကိုမြင့်စေတယ်အဲ့ဒီမှာကျွန်တော်ကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ဘာသာတရားကိုအလေးထားပြီးတော့ရရတွေစင်တာများပါတယ်ဒါကြောင့်စပယ်
ရိုးရိုးကလေးပဲစပယ်ဟာစပယ်လို့မြင်ရင်စပယ်အစစ်မှာပဲရှိတယ်ပညာရက်ဖြင့်မြင်လိုက်တော့သူဟာဓာတ်ဆောင်ပန်းရေရအဖြစ်ကိုပြောင်းသွားပါတယ်ဒါဟာကိမ့်မကန်တို့ပြောင်းတာပါမင်းဟာဒါမှနားမလဲမင်းဘေးရင်ဆရာမလုံးနဲ့တော့ဘေးရင်ပညာမှာအားအကြီးဆုံးဒီနမိတ်ပါပဲနမိတ်ကိုကြုံလုံးပြီးဘယ်မှမဖြစ်ဘူးမင်းနမိတ်ဆိုတာကိုလည်းနားမလဲဘေးရင်ဆရာမလုံးနဲ့လော်ဂီဆရာမလုံးနဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေမူရိတာမြန်မြန်ပွားနိုင်မှအေးချမ်းမှာပါအရှင်ပြေမှာပါလူတိုင်းဟာမူရိတာပွားနိုင်မှုအရန်ခက်ခဲပါတယ်ညီငယ်ညီမငယ်တို့ဒါဟာကိန်းကလေးတွေလို့ခေါ်ပါတယ်ဒီကိန်းကလေးတွေကိုဒီဂျိုတွေလေးတွေကိုဘယ်လိုစနစ်ကြရင်ဘယ်လိုဟောရတယ်ဘယ်တက်ရောက်ကြရင်ဘယ်လိုဟောရတယ်ဘယ်ကိန်းကညမာတွေဟာဘယ်ဂျိုတွေဟာဘယ်လိုပူးရှင်ဘယ်လိုဟောရတယ်ဆိုတာဟာအဲ့ဒါစနစ်ဖြစ်ပါတယ်ဒီတိုင်းမဲ့ဒီကိန်းကလေးတွေဆိုတာဟာစင်တီမီတာလက်မလေးတွေနဲ့တူပါတယ်ပေတံတစ်ချောင်းမှာဆိုရင်အဲ့ဒီထဲမှာမှအဲ့စင်တီမီတာအဲ့ပေတံနဲ့လိုက်တိုင်းတာပြီးတော့အလူရဲ့ကံကြမ္မာကိုကျွန်တော်တို့လိုက်တိုင်းတာပြီးတော့အော်ဒီလိုမျိုးလေးမင်းတို့တွေဖြစ်နေတယ်ဆိုရင်တော့လှဝါအောင်လို့ရော့ဒီအချိုးစားလေးကိုချိုးလိုက်ဒီခေါင်လေးကိုဒီလိုချိုးဒီကြမ်းကင်းကိုဒီလိုလောက်ဒီတထားကိုဒီလိုစောက်ဆိုပြီးတော့လမ်းညွန်ပေးတာပါလမ်းညွန်ပေးလိုက်တဲ့ခါကျတော့သူတို့ကလည်းအားတက်တရောနဲ့လှုပ်တဲ့အပေါ်မှာလည်းဒီပညာရက်ဟာဘေးအန္တရာယ်မရှိအောင်ပြပေးတာဖြစ်တဲ့အတွက်အချိုးစားလာတဲ့အိမ်တလုံးဖြစ်လာတယ်ခိုင်မာတဲ့တရားစင်းဖြစ်လာတယ်ဒီတိုင်းပဲဘေးရင်ပညာမှာလည်းဒီကိန်းဒီကံညမာတွေဟာဒီလိုဖြစ်လာပါတယ်လို့ပြလိုက်ပြီးတော့အော်မင်းဘဝမှာအစိုးတွေတက်တာပြီးကောင်းအားတွေရစေဖို့ဆိုရင်ငါတို့ဘေးရင်ပညာရဲ့ဥပဒေသားမှာရော့တန်းစီတိုက်ထိတ်လှူရင်တော့ဘာရစေတယ်နေပြကိုခြေရင်တော့ဘာကောင်းစေတယ်ဆိုတဲ့ကြံပေးလမ်းညွန်ချက်တွေပေးလိုက်တဲ့အခါမှာသူတို့ကလည်းယုံကြည်လုပ်တယ်လုံလာတဲ့အခါမှာအရင်ကတအားခက်ခဲတဲ့ဆိုရင်တော့မှမခက်ခဲပဲရှော့ရှော့ရှူရှူရတယ်ကိန်းအရာအလုံးရမှာလားမေးတော့ကံကြမ္မာအရာအလုံးတော့ရမယ်ဒါပေမဲ့လူတိုင်းဟာအလုံးရှာတဲ့နေရာမှာခက်ခဲတာဖြစ်တဲ့အတွက်မခက်ခဲစေချင်လို့ရေရပညာနဲ့ကံဖြစ်ကိုပြောင်းပေးလိုက်တာဒါကြောင့်ကိုလုံးမကိုရမယ်ဆိုတာကိုယ်တိုင်စ조사ရတာအဲ့ကိုယ်တိုင်စ조사တဲ့ပေါ်မှာမှမင်းဒါလေးလို့ရင်ဒီလိုဖြစ်မယ်ကွာဆိုပြီးတော့နောက်ကတွန်းအားလေးပေးတာအဲ့ဒါရေရပဲဒါဟာဒါပါပဲဒီပညာရဲ့အကြောင်းတွေဒီဗီဒီယိုရဲ့အကြောင်းတွေမှနားမလည်မင်းလော်ဂီဆရာမလုပ်နဲ့တော့ဒီဗီဒီယိုဖိုင်ရဲ့မူရင်းပို့ကိုလင်းချပေးမယ်အဲ့ပို့အောက်မှာဂိုင်းဆရာကြောင်တောင်အကောင်လာမှန်းထားတယ်မတောက်တစ်ခေါက်ကောင်လေးလာမှန်းထားတာတယ်ဘာလဲလာမှန်းထားလဲလို့မေးတဲ့ခါကျဈေးပန်းခင်းတာပါကွာဘာညာပေါ့သိတယ်မလားဒါဟာသူတို့နားမလဲလို့ပြောတာသူတို့မူရိတာမပွားနိုင်လို့ပြောတာကျွန်တော်တို့လူမျိုးတွေဟာမူရိတာပွားနိုင်ဖို့အရန်လိုအပ်နေပါ ကဲညီငယ်ညီမငယ်တို့ဘူးသူရလည်းရမယ်ပညာလည်းရပါစေ